မင်္ဂလာပါပါမင်းမင်္ဂလာပါအမေမီဆရာတို့အင်းလေးရောက်တော့ကတမီယူပါရုံတစ်ခုမြင်တယ်လို့ပြောတယ်အေးဟုတ်တယ်အဲ့ဒါပါတယ်တမီကျမကလေလို့ထင်ခဲ့တယ်အေးဟုတ်ပြီဒီကဘာမှာပေါ့နော်မကြခင်လေလားမသိဘူးဘာလဲမသိဘူးရေထဲမှာရေတကယ်ရေကြီးမှာလေဟုတ်ပြီဆာမိရေကြီးကိုလားဘယ်လိုပြောလဲပင်လေကြီးကိုကြာတော့ပြန်အထဲမှာမြုပ်မယ်လို့ဆရာကတမီပြောခဲ့တယ်လေအဲ့ဒါကအခုမှကြားရတယ်နော်မနေ့ကလည်းဖော်ပြပြီးပြီဟိုဖော်ပြမနေ့ကဖျားဖော်ပြတာကနေ့လေဆရာကကားစီတုံးကဖော်ပြတာလေနော်အဲ့ဒီဘာလဲရေပေါ်ထဲမှာတွားရင်တဲ့ခေါင်းကဒီလိုမျိုးမြုပ်စားသွားတာလေအဲ့ဒီရေထဲမှာကဒီလိုအကြီးဆုံးကနတ်ကိုဒီနဂါပဲအကြီးဆုံးကနဂါပဲသူတို့စားသွားတာလေအကြီးဆုံးကနဂါပြီးတော့ဘလူးလဲပါတယ်ပြီးတော့အကြီးဆုံးကနဂါပြီးတော့ဘလူးဖားကောင်းလိုမျိုးလဲပါတယ်အဲ့လိုမျိုးက၃မျိုးပေါ့တော့နဂါလဲနဂါပုံစံနဂါလဲပါတယ်ဖားပုံစံလဲပါတယ်ဘလူးပုံစံလဲပါတယ်အဲ့လိုမျိုး၃ခုကသူတို့ကစားဖို့အစင်တင်မျိုးနေတာကြားလာပြီမစားတာကြားလာပြီအဲ့ဆိုတော့ဒီလာတဲ့ဒီအထဲမှာအသေးဒီရေပေါ်မှာတော့နေတဲ့ဟာကိုလေလူအများကြီးဟိုသူစားဖို့အစင်တင်တာမဲ့သူတို့ကအမျိုးမျိုးနေလန်းနဲ့ဆွဲချပလိုက်တာဆွဲချပြီးမှဒီဝင်းကြီးကတော့သူတို့စားပလိုက်ပြီအကုန်စားလိုက်ပြီနော်အခုကိုရီးယားဝင်းကြီးအကုန်လုံးသူတို့စားပလိုက်ပြီအခုကိုရီးယားတင်ပေါ်မြုပ်တော့တမီတီးလားမသိဘူးမသိဘူးနော်မသိအခုလူ300ကျော်သွားပြီတည်သွားပြီအေးအခုအလောင်းလည်းရှာမတွေ့ဘူးတဲ့အဲ့ဒီအလောင်းလားတမီးနဲ့စစ်ပြလို့ရမလားအဲ့ဒီစစ်ပြမယ်ဆိုတော့အဲ့ဒီအလောင်းကတော့ဒီအကြိမ်ဒီလိုမျိုးအပေါ်မှာတက်လာမယ်လို့လေဟုတ်ပြီပြီးတော့လူဘလို့ရှာတွေ့မှာမဟုတ်ဘူးအခုဘလို့မှရှာလို့မတွေ့ဘူးရှာတွေ့မှာလည်းမဟုတ်ဘူးအဲ့ဒါကဒီသူတို့ဒီတချို့ကဝိညာဉ်မစားပြီးသေးဘူးအကုန်လုံးအောက်မှာမျိုးတော့သူတို့ဆွဲချသွားပြီးမှတချို့ကဝိညာဉ်မစားရသေးဘူးနော်ရှိနေသေးတယ်တချို့ကဝိညာဉ်စားပြီးပြီအဲ့ဆိုရင်တချို့ကဝိညာဉ်မစားပြီးသေးဘူးအောက်မှာရှာဘလို့ရှာတွေ့မှာမဟုတ်ဘူးအဲ့ဒါဟုတ်ကဲ့ဆိုတော့တမီဝိညာဉ်လောကထဲမှာဒီတင်ပေါ်အောက်မှာတမီပါမြင်လဲပြန်ပြောပါ၃မျိုးငကားဂျီဆုံးရယ်ဘလူးရယ်ပြီးတော့ဖားကောင်းဟုတ်ပြီဖားရယ်အဲ့ဒါကအောက်မှာသူတို့ကအစားကလူငါကြာပြီကြာပြီဒီဝိညာဉ်စားရဖို့ကြာလာပြီအခုဒီကိုရီးယားတင်ပေါ်မြုပ်တာကသူတို့ကဝိညာဉ်ဆိုးကစားတာပေါ့နော်ဟိုတဲ့ဝိညာဉ်ဆိုးစားတော့ဝိညာဉ်ဒီလူကအကြောင်းရှက်တီးမမောက်ရလို့ပဲတည်တာပေါ့တေးပြီးပြောနေပေမဲ့ဒီဝိညာဉ်ကတော့ဒီသူတို့စားပြီးအခုဒီနောက်ဆုံးကာလလည်းရောက်လာပြီလေသူတို့အားရှိဖို့စားနိုင်ပြီလေအဲ့လိုမျိုးမြင်ရတယ်အခုဒီလူခဏပြောက်တယ်တမီလူပြောက်တာတော့လေရင်ပြောက်တာနဲ့တင်းပေါ်မောက်တာနဲ့တမီဒီလူပြောက်တက်ကိစ္စနဲ့ပတ်သက်ပြီးတော့တမီပါမြင်တယ်တမီစစ်လို့ရမလားလေရင်နဲ့လားလေရင်ပြောက်တာလည်းရှိတယ်အမျိုးစုံမအခုလက်တော်ဟိုပြောက်ဒီပြောက်နေတမီဟိုပြောက်ဒီပြောက်ကဒီနမလခနာပေါ့နောက်ဆုံးကလာရဲ့နမလခနာဒီလေရင်ပြောက်တယ်လို့တခုချရတယ်အဲ့ဒီလေရင်ကတော့ဟိုးအပေါ်မှာတက်သွားပြီဒီကဘာရအပြင်မှာရှိနေပြီဟုတ်လားတမီစစ်လို့ရလားအဲ့လေရင်အပြင်ရောက်သွားပြီကဘာထဲမှာမရှိဘူးမရှိဘူးဒီအထဲမှာမရှိဘူးပြောက်သွားတဲ့လေရင်ကဘာထဲမှာမရှိဘူးမရှိသူတို့ဂျိုတိုနဲ့ရှာလဲရှာရမှာမဟုတ်ဟုတ်ပြီရှိတယ်မပြုတ်ကြသေးဘူးဒါပေမဲ့အဲ့ဒီလေရင်ကအခုကဖျားကျမတို့ဒီဖျားယေရှုရဲ့လက်ကဒီလိုဒီဖျားကွယ်ထားဒီလိုလောက်ထားတယ်ဟုတ်ကဲ့လူရဲ့အမျက်လုံးနဲ့ဘာဂျိုတိုဘာတိပံပညာရှင်တွေမှရှာလို့မရတော့ဘူးအဲ့ဒါကဒီအကျဖျားကသူတို့ဆုံးမပြီးမှနေပြီးပလက်ရှင်နေပြမယ်ပြန်လွတ်လာဒီလောကမှာလွတ်ချင်နေလို့မယ်ဟုတ်ပြီဖျားရဲ့လက်ကဒီလိုဖုံးပလိုက်ပြီသူတို့တည်လားအခုမတည်နေလားအဲ့ဒီလေရင်ကမတည်ဘူးတွားနေတယ်တွားနေတယ်တွားနေတယ်တောက်လျှောက်တွားနေတယ်တောက်လျှောက်ဒီဘာလဲလောအကာဒမှာကဘာရဲ့ကဘာအပြင်းမှာတောက်လျှောက်တွားနေတယ်ဟုတ်ပြီလူမတည်သေးဘူးနော်โอเคကောင်းတယ်โอเคအဲ့ဒီတင်ပေါ်နဲ့ကိုရီးယားတင်ပေါ်နဲ့ပတ်သက်ပြီးတော့ပါရှိတယ်တမီမြင်တာပြောပါကိုရီးယားတင်ပေါ်နဲ့တော့ဘာမှမရှိဘူးအဲ့ဒီယူပါယူမြင်ခဲ့တာကဘယ်လောက်ပဲကျန်တယ်တလားမပြေသေးဘူးနော်ဆေးရကြောပဲအေးဟုတ်တယ်ဆေးကြောလောက်ပဲတည်အဲ့ဒီဘာလဲအဲ့ဒီယူပါယူကတော့အမေနဲ့ဒီခေတ်မှာတော့ရှိနေတယ်နော်အဲ့လိုမျိုးဖြစ်လာမယ်ဘာကြောင့်လဲဆိုတော့အင်းလေးပေါ်မှာလေရေပေါ်မှာဆိုတော့အင်းလေးပေါ်မှာဖြစ်လာမလားမသိဘူးဒါပေမဲ့အဲ့ဒီဝိညာဉ်ကိုချင်းလာလဲအင်းလေးမှာလည်းမဟုတ်ဘူးဒီကဘာမှာတော့ကဘာမှာမဘေးနေရမှမသိဘူးဟုတ်ပြီအဲ့လိုမျိုးရေပြုတ်ကြမယ်ရေထဲမှာဒီလိုမျိုး
ဝန်တော့မယ်ဝန်တော့ပြီးမှအထဲမှာအကုန်လုံးဝိညာဉ်စားလိုက်ပြီ ရင်စားလိုက်ပြီနော်โอเคโอเคကောင်းပြီနော်တမီးနော် thank you နော် တချို့ကတော့ဘလို့လို့အခုကတော့တချို့ကတော့ဒီဝိညာဉ်စားပြီးသေးဘူးပြီးတော့ဝိညာဉ်စားပြီးလို့ရှိရင်ဒီအလောင်းကအပေါ်မှာပေါ်လာမယ်လေဟုတ်ကဲ့အဲ့ဒါ โอเคကောင်းပြီ ဒီအလောင်းကဟိုးဒီအဲ့ဒီအလောင်းတချို့အလောင်းကလေနော်တချို့အလောင်းကပေါ်လာတာရှိတယ်တွေ့ပြီပေါ့တချို့အလောင်းကတွေ့တယ်တချို့အလောင်းကဒီရေအထဲမှာကိုခေါ်ဒီလိုဆွဲသွားတာဆွဲသွားပြီးမှသူတို့စားနေတာနော်စားနေတာတချို့ဆိုရင်တချို့ဆိုရင်စားဝအလုံးလို့လေဟိုဒီငကားတွေရောဖားရေတရေနတ်တွေရောဒီဘလူးနတ်တွေကစားပြီးမှအယားဝနေပြီပတ်တဲ့တင်းနေပြီအယားဝနေပြီစားအမျိုးစားနေနေတာသူတို့ပိုက်ဝနေပြီနော်ဝနေပြီအယားဝနေပြီပြီးတော့သူတို့ကအနာယူမှစားနေတာလေမျိုးရဝင်းညကိုလေအခုလေဟုတ်ပြီโอเคကောင်းပြီမင်းကတော့ဒီဝင်းညဆိုပေါ့နော်ဒီဝင်းညဆိုကလည်းတကုံးကြည့်တာမဟုတ်ကြည့်တယ်နတ်ဆိုပေါ့ဒီလူတွေကိုကိုရင်လည်းပါတယ်နတ်တွေလည်းတကုံးကြည့်တာမဟုတ်ကြည့်တယ်ဒါပေမဲ့သူတို့ကအယူအဆကနတ်ကောင်းလို့ထင်နေတယ်အမှန်တကယ်ဆိုမဟုတ်ဘူးသူတို့ကတကယ်နတ်ကြီးလေဒီငကားကြီးဆုံးရဲ့ပြီးတော့ဒီဘလို့အကြီးဆုံးရဖာကြီးဆုံးရတုံးခွာဒီပြင်းနေမှာဆောက်နေလေပြီးတော့အဆုံးပဲအကြီးဆုံးမရှိတယ်အဲ့ဒီမှာအဲ့နဲ့ဒီလူကိုဝင်းကြီးဆွေးချရမှတော့စားတယ်လေဟိုသူတို့ဒီလူကောင်းကနေစားတယ်လေတချို့ကောင်းနေစားတယ်စားတော့ကတော့ကောင်းကနေအရပါစားတယ်သူတို့စားလို့လေနော်စားလို့ပြီးတော့ဒီလူရဲ့ဝင်းကြီးမစားတာကြာပြီဆိုသူတို့တကိုးလေးနေဒီတင်းတဲ့ဟာတွေလည်းတိတ်မရှိဘူးတကုံးကျမဒီအားတယ်မရှိဘူးလူစားရအားမရှိဘူးလူစားတာသူစားတာဒီငကားကြီးဆုံးဒီကောင်းစားဘလူးကကြီးဆုံးကောင်းစားပြီးတော့ဒီဘီရင်လိုပဲဒီငကားလည်းတပည့်အများကြီးရှိတယ်ဒီဖားလည်းငကားတပည့်အများကြီးရှိတယ်ဒီဘလူးကထိုင်းမှာအုပ်ချုပ်တာလေဒီဘလူးလည်းတပည့်အများကြီးရှိတယ်အဲ့နဲ့ဒီဘီရင်လိုပဲသူတို့လည်းဒီငကားကသူတို့ဆွေးနွေးပြီးမှလှုပ်ထားတာလေအကုန်လုံးဆွေးချပြီးမှသူတို့လှုပ်ထားတာလေအဲ့တော့ဒီလူစားတယ်အဲ့ဆိုဒီသူတို့ရဲ့ဒီငကားအကြီးဆုံးရဲ့တပည့်ကလေငကားကြီးစားဝပြီးဆိုဒီတပည့်ကတချို့ကနည်းနည်းပါစားရတယ်နည်းနည်းကြံပဲပေါ့အကျွင်းကြံပဲပေါ့ဘာစားရတယ်ဒါပေမဲ့တချို့ကအရန်စားတယ်မစားရဘူးကောင်းဆောင်ပဲစားရတယ်ဟုတ်ပြီကောင်းဆောင်အကြီးကြီးတွေကတော့အခုထိစားနေတယ်ဒီလိုပြီးမှဝါပြီပတ်တယ်ဝါသွားပြီသူလည်းဟိုးအကုန်လုံးဝါသွားပြီမြင်းတော်မှသူရဲ့မြင်းလေမြင်းတော်မှဒီအရန်အားရှိသွားပြီဟုတ်လားအားရရှိသွားပြီအဲ့နဲ့စားအနာယူဒီမှာစားနေတယ်ပြင်းတဲ့ပုံစံမျိုးတော့စားနေပြီဝါတော့ပြီးမှဒီလိုမျိုးကိုစားနေတယ်အဲ့တော့လူစားတာနော်ပြင်းလေထဲအနတ်နော်အခုတင်ပေါ်မောက်တာပြင်းလေထဲအနတ်ပေါ့ဟုတ်တယ်ဒီကိုလုံးကမစားနိုင်ဘူးပေါ့ဒီအတောင်မစားနိုင်ဘူးသူဝိညာဉ်ကိုဆုပ်ယူတယ်ပြီးတော့တွေးတွေကဒီတွေးတွေကပါကိုဆုပ်ယူတာလေသူဆုပ်လူရဲ့ဝိညာဉ်ကိုဆုပ်စားတာလေဟိုတို့ဝိညာဉ်ကိုဖြည်းဖြည်းဆုပ်အချက်ဆက်တော့ဆိုဘုံနဲ့ဆုပ်တာလေနောက်ဆုံးကျမဖြည်းဖြည်းချက်အခုကအရာဝါတာလို့လေဒီနေ့စားတာဖြည်းဖြည်းပဲစားတော့သူလည်းစတာဝါပြင်သူ့တပည့်ကိုလည်းကျွေးအောင်မယ်သူပြောနေတယ်ကျွေးမယ်သူ့တပည့်ကိုအခုတော့သူ့တပည့်တွေကဟိုငတ်နေတာပေါ့နည်းနည်းပဲစားရတာပေါ့ဟုတ်တယ်နည်းနည်းပပကျွေးထားတယ်ဒါပေမဲ့ကျွေးမယ်လို့ပြောတယ်ပြောနေတယ်သူတပည့်ကိုလည်းသူကျွေးမယ်နော်